ရိုနယ်ဒိုနဲ့မက်ဆီတို့ကအသက်ကြီးလာတဲ့အချိန်မှာတော့ကမ္ဘာဝင်ငွေအကောင်ဆုံးအာကစားသမားစီးရင်ထဲမှာထိတ်ဆုံးမှာရှိနေတယ်ဖြစ်ပါတယ်။ဒီရုပ်သံမှာတော့အာကစားလောကရဲ့ဝင်ငွေအကောင်ဆုံးကစားသမားတွေအကြောင်းအထူးသဖြင့်မကြသေးခင်ကမှထွက်ထားတဲ့2026ခုနှစ်ဒီ Forbes Magazine ရဲ့ထိတ်ဆုံးကနေပြီးရက်တည်နေတဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကမ္ဘာဘောလုံးဝိသားကြီးနှစ်ဦးဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ရဲ့ကြက်သီးထစရာဝင်ငွေတွေအကြောင်းကိုပြပြပေးပါမယ်။ဒါအပြင်ဒီနေ့ရိုနယ်ဒိုနဲ့မက်ဆီဝင်ပြိုင်ဖို့ပြင်ဆင်နေတဲ့ကမ္ဘာဖလားအကြောင်းတွေကိုပါစိတ်ဝင်စားစရာအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲအစလိုက်ရအောင်ပါ။ပထမဆုံးအနေနဲ့ဒီနှစ်ဒီ Forbes Magazine ရဲ့နံပါတ်1နေရာမှာရပ်တည်နေတဲ့ရိုနယ်ဒိုရဲ့အကြောင်းကိုပြောရအောင်ပါ။ယုံမလားတော့မသိဘူး။ရိုနယ်ဒိုကအခု2026မှာအသက်42နှစ်ရှိနေပါပြီ။ဘောလုံးလောကမှာဆိုရင်အနားယူရမယ့်အရွယ်တောင်ကျော်နေပြီဖြစ်နေပေမဲ့ဒီသူ့ရဲ့ဝင်ငွေနဲ့အောင်မြင်မှုတွေကလုံးဝကျဆင်းမသွားသေးပါဘူး။ Forbes Magazine ရဲ့ဝင်ငွေအကောင်းဆုံးအားကစားသမားစီးရင်မှာ၄နှစ်ဇက်တိုက်နံပါတ်1နေရာကိုယူထားဆဲဖြစ်ပါတယ်။တမိုင်းတစ်လျှောက်ဆိုရင်6ကြိမ်မြောက်ဒီထိတ်ဆုံးကနေပြီးရပ်တည်နိုင်ခဲ့တာပါ။သူကပြီးခဲ့တဲ့12လအတွင်းမှာစုစုပေါင်းဝင်ငွေကအမေရိကန်ဒေါ်လာတန်300တောင်ရှိခဲ့ပါတယ်။ဒီပမာဏကတမိုင်းမှာဒီအများဆုံးဝင်ငွေစံချိန်တစ်ခုလေးဖြစ်ပါတယ်။တန်300ကိုဘလို့ရတယ်လဲဆိုရင် Saudi Club ဒီ Al-Nassr ကနေပြီးကစားသမားလစာနဲ့စုကြေးအဖြစ်235တန်းရရှိတာဖြစ်ပြီးတော့ကျန်တဲ့65တန်းကတော့ဒီ Binance, Nike နဲ့တခြားသောကြော်ညာစာချုပ်တွေဒီစီးပွားရေးလုပ်ငန်းတွေကနေပြီးရရှိတာဖြစ်ပါတယ်။တခုဆိုရင်သူကကစားသမားဘဝစုစုပေါင်းသွင်းကို1000ပြည့်ဖို့လဲအရန်ကိုနီးစပ်နေပါပြီ။ဒါပေမဲ့ Ronaldo ရဲ့ကစားသမားဘဝမှာအကုန်လုံးရပြီပေမဲ့မရသေးတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကကျွန်တော်တို့အားလုံးသိတဲ့ကမ္ဘာဖလားဖြစ်ပါတယ်။ဒါကြောင့်လည်းအခုကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာပေါ်တူဂီနဲ့အသင်းနဲ့အတူဗိုလ်ဆွဲနိုင်ဖို့ရိုနယ်ဒိုကအစွမ်းကုန်ကြိုးစားသွားဖို့ပြင်ဆင်နေပါတယ်။ဒါအပြင်ကွင်းပြင်ပစီးပွားရေးအနေနဲ့လည်းသူကစပိန်ဒုတိယနိုင်ကလပ်ဖြစ်တဲ့ရူဒီအမေရီယာကိုရှယ်ယာ25ရာခိုင်နှုန်းဝယ်ယူပြီးတော့အသင်းပိုင်ရှင်တယောက်အနေနဲ့ခြေလန်းတစ်ကိုစတင်နေပြီဖြစ်ပါတယ်။အခုရိုနယ်ဒိုအကြောင်းပြောပြီးပြီဆိုတော့သူ့ရဲ့ထာဝရပြိုင်ဘက်တယောက်ဖြစ်တဲ့မက်ဆီအကြောင်းကိုလည်းမပြောရင်ပြည့်စုံမှာမဟုတ်ပါဘူး။မက်ဆီကအခုဆိုရင်အသက်38နှစ်လာမယ့်ဒီဂျွန်24ဆိုရင်အသက်39နှစ်ကိုပြောင်းတော့မှာပါ။ကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမားစင်းရဲ့နံပါတ်3နေရာမှာရပ်တည်နေတယ်ဖြစ်ပါတယ်။သူ့ရဲ့စုစုပေါင်းဝင်ငွေကတော့အမေရိကန်ဒေါ်လာတန်140ဖြစ်ပါတယ်။မက်ဆီရဲ့ဝင်ငွေပုံစံကဒီကွင်းတွင်းနဲ့ကွင်းပြင်မှာအချိုးညီညီရရှိနေတာဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းစီကနေပြီးဒေါ်လာလစာတန်း80ရရှိသလို Adidas, Apple TV နဲ့တခြားနာမည်ကြီး brand တွေရဲ့ကြော်ညာစာချုပ်တွေကလည်းနောက်ထပ်ဒေါ်လာတန်း80ကွက်တီရရှိနေတာဖြစ်ပါတယ်။ American Major League မှာမက်ဆီကစံချိန်အသစ်တွေကိုစတိုက်တင်နေပါတယ်။ Major League ရဲ့ပွဲစဉ်64ပွဲကစားအပြီးမှာဂိုးသွင်းတာနဲ့ဂိုးဖန်တီးမှုစုစုပေါင်း100အထိရှိခဲ့ပြီးတော့ဒီလိသမိုင်းမှာအမြန်ဆုံးစံချိန်တင်နိုင်ခဲ့တာပါအခုဆိုရင်အင်တာမိုင်ယာမီနဲ့2028ခုနှစ်အထိစာချုပ်တန်းတိုးထားပြီးပါပြီမက်ဆီကလည်းရိုနယ်ဒိုလိုပဲဒီစပိန်ဘောလုံးလောကကိုမေ့မထားပါဘူးစပိန်ဒီပြစ်စမာတန်းကကလပ်အသင်းတစ်ခုဖြစ်တဲ့ကော်နယ်လာအသင်းကိုဝယ်ယူထားရလို့လည်းသိရပါတယ်အချုပ်ကအဖြစ်ပြောရရင်2026ခုနှစ်ဒီ Forbes Magazine စရင်းကသက်သေပြနေတာကကစားသမားတွေအသက်35နှစ်ကျော်ရင်အနားယူရတော့မယ်ဆိုတဲ့အယူအဆကိုရိုနယ်ဒိုနဲ့မက်ဆီတို့ကလုံးဝကိုချိုးဖျက်လိုက်တာပဲဖြစ်ပါတယ်ရိုနယ်ဒိုကအသက်42နှစ်မက်ဆီကအသက်38နှစ်ရှိနေပေမဲ့သူတို့နှစ်ယောက်စုစုပေါင်းဝင်ငွေကတစ်နှစ်ထဲမှာတင်ဒေါ်လာတန်း440တောင်ရှိနေပါတယ်ဒီနှစ်နေရာဒီမှာကမ္ဘာဖလားကိုအိမ်မက်မှတ်ပြီးတော့ပေါ်တူဂီအသင်းနဲ့ဝင်ပြီးတော့တိုက်ပွဲဝင်မဲ့ရိုနယ်ဒိုနဲ့အမေရိကန်မြေမှာစံချိန်နဲ့ဆက်ပြီးတင်ဖို့ကြိုးစားနေတဲ့မက်ဆီသူတို့နှစ်ယောက်ရဲ့အားကစားသမိုင်းဝင်ဇလန်တွေကဘလို့ဆက်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်အောင်ပါဖြစ်ပါတယ်ကြီးစုသူတွေအနေနဲ့ရောသူတို့နှစ်ယောက်ထဲကဘသူကိုပို့ပြီးအားပေးတယ်လဲဒီနေ့ကမ္ဘာဖလားမှာဘသူကဘလောက်အထိလုတ်ပြနိုင်မလဲဆိုတာကိုထင်မြင်ချက်ကို comment မှာဝင်အောင်ဆွေးနွေးကြလို့ရပါတယ်ဒီရုပ်တံကိုသဘောကျရင် like and share လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်ပြီးတော့ကြုံတွေ့ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်